ကျဲသွမ်းတက်တိနဲ့တိုက်ရိုက်ခိုက်ရတွေမှာနှစ်ယောက်လုံးကတာရူညီများရှိကြပေမဲ့ဘာဟုပါလီကရန်သူတွေကိုတုတ်တင်ဖို့ထက်ပြည်သူတွေကိုကာကွယ်ဖို့ဦးစားပေးခဲ့ပါတယ်။အဲ့ဒီလိုဂယုဏတရားရှိတဲ့သူကဘယင်ဖြစ်ထိုက်တယ်လို့မေတော်ကြီးစေဘာဂါမီကဆုံးဖြတ်ပြီးဘာဟုပါလီကိုဘယင်လောင်းအဖြစ်ပြင်ညာခဲ့ပါတယ်။ဘာဟုပါလီရဲ့နတ်တက်ပွဲမတိုင်ခင်မကောင်းဆိုးဝါးနှင်ပွဲအချိန်ကြာရောက်လာတဲ့အတွက်မကောင်းဆိုးဝါးနှင်ပွဲကိုအရင်ကျင်းပကြပါတယ်။ဒီပွဲက26နှစ်မှာတစ်ချိန်ကျင်းပတဲ့ရိုးရာပွဲတစ်ခုဖြစ်ပါတယ်။တော်ဝင်မိသားစုရဲ့ထွေမာကနန်းတော်ကနေမိုင်30ဝေးတဲ့ဖះเจ้าကိုမိကြည့်ခဲ့ဘူးအရွက်ပြီးခြေပလာနဲ့တွားရပါတယ်။အဲ့ဒီမီးနဲ့ဘလူးရုပ်ကိုမီးရှို့ဖျက်ဆီးရမှာဖြစ်ပါတယ်။တွားနေတဲ့အချိန်ဘာတွေပဲဖြစ်လာလားခြေတလန်းတော့မရိုင်ပဲတန်းတန်းမတ်မတ်တွားနိုင်မှသာတိုင်းပြည်ကအန်ရယ်ကင်းတယ်လို့ဆိုကြပါတယ်။လမ်းမှာစင်တကောင်ကမုံယိုပြီးတောင်းကျမ်းနေပေမဲ့သေဝါဂါမီကတော့ခြေတလန်းမှမမြင်သေးပဲဆင်ရှိရာကိုတဲ့တဲ့တိုးသွားပါတယ်။ဘာဟုပါလီကသူ့အမေအတွက်စင်ကိုအချိန်မီတားပေးလိုက်ပါတယ်။ဖះเจ้าကိုရောက်တော့သူ့အမေရွက်လာတဲ့မိနဲ့စင်မော်ကနေလေးနဲ့ခွင်ပြီးဘလူးရုပ်ကိုမီးရှို့ပစ်လိုက်ပါတယ်။ဘာဟုပါလီကသူ့အမေကိုအရန်ချစ်တယ်လို့အရန်လည်းကြည့်ယူဆိုင်ပါတယ်။စေဘာဂါမီနဲ့ဘာဟုပါလီတို့ရဲ့အုပ်ချုပ်မှုအောက်မှာတိုင်းပြည်ကကျွဲဝချမ်းသာသလိုပြည်သူတွေကလည်းအေးအေးချမ်းချမ်းရှိလာပါတယ်။အားလုံးကလည်းဘာဟုပါလီကိုနတ်ဖះတစ်ပါးလာကိုဝယ်ကြတာကိုကြည့်မရနိုင်သူကတော့ထီးနန်းနဲ့လွဲသွားတဲ့ဘလာလာဒေဘာပဲဖြစ်ပါတယ်။ဘေဂျလာဒေဘာကလည်းသူ့သားကိုထီးနန်းမပေးတဲ့အတွက်ကျင်ရတော်ဖြစ်